ဘတ်တစ်မှာခြေစွမ်းပြနေတဲ့အန်တိုနီယိုဘိုင်ယန်မြူးနဲ့မျက်စိကြဘလွန်ကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဘိုင်ယန်မြူးနဲ့အသင်းကမန်ချက်စတာယူနိုက်တက်အသင်းမှာခြေစွမ်းပြဖို့ရုန်းကန်နေရပြီးတော့အငားချထားတဲ့ဘတ်တစ်အသင်းမှာတော့ခြေစွမ်းပြနေတဲ့တောင်ပန်ကစားသမားအန်တိုနီယိုခေါ်ယူသွားဖို့စိတ်ဝင်စားလျက်ရှိနေတယ်လို့စပိန်ခြေဆိုင်ဖန်ဆိုင်သတင်းမီဒီယာကနေပြီးတော့ဖော်ပြလာခဲ့ပါတယ်။ဘရာဇီးတောင်ပန်ကစားသမားအန်တိုနီယာယူနိုက်တက်ကနေရီယယ်ဘတ်တစ်အသင်းစီရာသီဝတ်တိအငားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာသူ့ရဲ့ကိုယ်သတင်းကိုပြန်လည်ပြီးတော့တည်ဆောက်နေပါတယ်။အခုဆိုရင်အန်တိုနီယာဘတ်တစ်အတွက်ပြန်ပွဲဆောင်17ပွဲပါဝင်ကစားရမှာ၄ဂိုးသွင်း၄ဂိုးဖန်တီးထားနိုင်ပါတယ်။အသက်25နှစ်ရွယ်ကစားသမားက2020နှစ်နွေရာမှာ ASES ကနေသူ့ဆရာသမား Eric Tan နဲ့တူယူနိုက်တက်အသင်းစီယူရို65သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးတော့ပထမဆုံးရာသီမှာ10ဂိုးသွင်း5ဂိုးဖန်တီးနိုင်ခဲ့ပေမဲ့ဒုတိယရာသီမှာတော့3ဂိုးသွင်း2ဂိုးသာဖန်တီးနိုင်ခဲ့တယ်လို့အခုရာသီမှာလည်းအသင်းအတွက်2ဂိုးရဲသာသွင်းနိုင်ခဲ့ပါတယ်။လက်ရှိဘတ်တစ်မှာအတော်လေးတောက်ပနေတဲ့အန်တိုနီယာဘတ်တစ်နဲ့အငားစာချုပ်ပြေးချိန်မှာယူနိုက်တက်အသင်းစီပြန်သွားဖို့ရှိနေပေမဲ့ယူနိုက်တက်ကတော့အန်တိုနီယိုအသင်းကနေအပိသက်ရောင်းချလိုက်ဖို့သာဆန္ဒရှိနေပြီးဘတ်တစ်အသင်းကလည်းအန်တိုနီယိုအပိသက်ဒါမှမဟုတ်နောက်ထပ်တရားသည့်အငားလောင်းနဲ့ခေါ်ယူခြင်းနေပါတယ်။ဒီလိုချိန်တွေမှာဘိုင်ယန်မြူးနစ်အသင်းကပါအန်တိုနီယိုခေါ်ယူဖို့စိတ်ဝင်စားလာခဲ့ပြီးတော့အသင်းကနေပြင်သစ်တောင်ပန်ကစားသမားကင်စလီကိုမန်ကိုရောင်းချသွားဖို့ရှိနေသလိုလီရိုင်းဆာနီရဲ့စာချုပ်သက်တမ်းကလည်းကုန်ဆုံးတော့မှာဖြစ်လို့ဒီကစားသမားတွေနေရာအတွက်အန်တိုနီယိုအလိုရှိလာခဲ့ပါတယ်။ယူနိုက်တက်ကတော့အသင်းကနေအငားချထားတဲ့တောင်ပန်တိုက်စစ်ကစားသမားတွေဖြစ်တဲ့မာကာရက်ရှ်ဖို့ဂျေရန်ဆန်ချိုနဲ့အန်တိုနီယို၃လုံးကိုလာမဲ့ຫນွေဈေးကွက်မှာအပိသက်ရောင်းထုတ်သွားခြင်းနေပြီးတော့ဒီကစားသမားတွေရောင်းချလို့ရမယ့်ပြောင်းရွှေ့ခြင်းတွေနဲ့ကစားသမားသစ်တွေကိုထပ်မံအားဖြည့်သွားဖို့ရှိနေပါတယ်။